Hello မင်္ဂလာပါဒီနေ့မနက်မှာပဲကျွန်တော် Google ရဲ့ flow ကနေပြီးတော့ကျွန်တော်တို့ဒါ UI အသစ်တွေကျွန်တော် user တွေပိုကောင်းအောင်အတွက်ဆိုပြီးတော့ feature အသစ်တွေကျွန်တော် update လုပ်ပေးလိုက်တယ်ပေါ့နော်ဟို model အသစ်ပြောင်းတာမဟုတ်ဘဲနဲ့ပို့ပြီးတော့ clean လုပ်ဖြစ်သွားမယ် organize လုပ်လို့ရမယ့် feature တွေဖြစ်တယ်ပေါ့နော်အဲ့တော့ဘာတွေဘယ်လိုပြောင်းလဲသွားလဲဆိုတော့ကျွန်တော်လည်းအတူကြည့်လိုက်အောင်အဲ့တော့ကျွန်တော်အရင်ဆုံးဒီ flow website ထဲဝင်မယ်ပေါ့နော် flow website ထဲဝင်ပြီးတော့ကျွန်တော် project အသစ်တစ်ခု create လုပ်ကြည့်မယ်ဒါအရင်ဆိုရင်ကျွန်တော်တို့ဒါပုံကနေဗီဒီယိုတွေပြောင်းမယ်ဆိုရင်တပုံချင်းစီကိုတွားပြီးတော့ဒီမှာအပေါင်း button လေးနဲ့နှိပ်ရတာပေါ့နော်နှိပ်ရတယ်အခုဆိုရင်တော့အဲ့လိုလုပ်စရာမလိုတော့ဘဲနဲ့ကျွန်တော်တို့ဒါကိုယ့်ရဲ့ gallery ရဲ့ပုံတွေကိုနော်ဒီမှာဒါ drag and drop ပေါ့နော်ကျွန်တော်ရွေးလိုက်ပြီးတော့ select လုပ်ပြီးတော့ဒီຢာလေးကိုရွေးပြီးတော့ဒီမှာလာပြီးတော့ draw လုပ်လိုက်ရုံပဲပေါ့အဲ့ဒါဆိုတခါတည်းဒီပုံတွေ upload လုပ်သွားတယ်အဲ့တော့ဟို frame တွေကနေဗီဒီယိုပြောင်းကျင်တဲ့လူတွေတော်တော်လေးကိုအဆင်ပြေလွယ်ကူမြန်ဆန်တယ်ပေါ့နော်ပြီးသွားပြီဆိုရင်ဒီလိုမျိုးပုံတွေလှုပ်ထားပြီဆိုရင်လည်းပို့ပြီးတော့ organize လုပ်လို့ရအောင်ကျွန်တော်တို့ကဒါအပေါင်း button လေးနှိပ်ပြီးတော့ create collection ဆိုပြီးတော့ဒါ folder လေးတစ်ခုတိစောက်ပြီးသွားပြီဆိုရင်ခုနကကျွန်တော်ရွေးထားပုံလေးတွေကိုဒီထဲကိုတွားထည့်လိုက်ရုံပဲဒါဆိုရင်ဒါ folder collection လေးတစ်ခုရသွားတယ်ပေါ့နော်โอเคအဲ့တော့ဒါရပြီးသွားပြီဆိုရင်ကျွန်တော်โอเคကျွန်တော်ပုံတစ်ခုလုပ်ပြမယ်ပေါ့နော်အဲ့တော့ခုနကကျွန်တော်အပေါင်း button လေးကိုနှိပ်ထားပြီးတော့ခုနကကျွန်တော်တိုးချန်ကပုံလေးတစ်ခုရွေးလိုက်မယ်နော်ရွေးပြီးသွားပြီဆိုရင်ကျွန်တော် prompt လေးတစ်ခုတော့ရိုက်ထည့်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒါဒီပုံကိုပဲ drone shot video လုပ်မယ်ပြီးတော့တိုးလေးတွေကိုကျွန်တော် zoom in ဆွဲမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒါ UI ကလည်းနည်းပြောင်းသွားတယ်ပေါ့နော် UI ကတော့ဒီမှာပုံလုပ်မလား video လုပ်မလား ingredient လုပ်မလားဒါမှခါတိုင်းလိုပဲတခုမတူကတော့ဒီ critics ပေါ့နော် critic က video 3.1 quality ဆိုရင်ပုံမှန် critic တွေကနေ200ဆိုပြီးဖြစ်သွားတယ်နော်video 3.1 fast က20ဒါကျွန်တော်ကတော့ ultra plan ပေါ့နော် ultra plan ဒါ credit တွေ AI credit တွေအများကြီးရထားတဲ့ plan မို့လို့ဒါကျွန်တော်ဒီမှာဆိုရင်တော့ဒီ video 3.1 fast နဲ့ထုတ်မယ်ဆိုရင်တော့ကျွန်တော်တို့က0ပေါ့နော်0 credit ဖြစ်တယ်။ Okay အဲ့တော့ကျွန်တော် video 3.1 fast နဲ့ထုတ်မယ်ကျွန်တော်နှစ်ပုံထုတ်လိုက်မယ်အဲ့တော့ကျွန်တော်တို့portrait ပဲရွေးလိုက်တယ်ပေါ့နော် portrait ရွေးပြီးတော့ upload လုပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်သူကထုတ်နေပြီပေါ့နော်ထုတ်တဲ့နေရာတွေဘာတွေလဲတော်တော်လေးကိုပြောင်းလဲသွားတယ်ပေါ့နော်။ Okay နောက်တစ်ခုကတော့ကျွန်တော်တို့ဒီမှာပေါ့နော်ကိုထုတ်ထားတဲ့ video file တွေကိုကျွန်တော်တို့ဒါဒီ small medium large ဆိုပြီးတော့ရွေးလို့ရတယ်။ပြီးတော့ကျွန်တော်အတန်ပိတ်ဖွင့်လို့မလားเนาะ details တွေပြမလား prompt တွေပြမလားဆိုတာမျိုးလေးကိုကျွန်တော်ရွေးလို့ရတယ်။ကျွန်တော် batch နဲ့ဒီလိုမျိုးခွဲမလားဒါမှမဟုတ်ကျွန်တော် grid နဲ့ပဲတွားမလားတို့ small size လား medium လား large လားနော်အဲ့လိုမျိုးပြောင်းလို့ရတယ်ပေါ့နော်ခုနကကျွန်တော်ပုံပေါ့နော်ပုံကနေဗီဒီယိုတစ်ခုရလာပြီပေါ့နော်ဒါဆိုတော့ဗီဒီယိုတစ်ခုရလာပြီအဲ့ဒါကိုမဒီပြောင်းလဲသွားနောက်တစ်ခုဆိုရင်ပုံမှန်ဆိုရင် extend လုပ်တယ်ပေါ့နော်ဒီဗီဒီယိုထပ်ထုတ်မယ် extend လုပ်မယ်ဆိုရင်ကျွန်တော်တို့ကဒါဟို jam 2လား extend မှာ jam 2မရှိတော့ဘဲနဲ့ extend ပဲရှိတော့တယ်ပေါ့နော် scene beta မှာဆိုရင်ပြီးသွားပြီဆိုကျွန်တော်တို့ဒါဒီနေရာမှာဘာလေးကိုထည့်ခြင်းလဲပေါ့နော်အဲ့ဒါမျိုး insert လုပ်လို့ရတယ်ပြီးရင်ကိုဖြတ်ချင်တဲ့ area လေးတွေကို remove လုပ်ပြီးတော့เนาะကျွန်တော် select မှတ်ပြီးတော့ remove လုပ်လို့ရတဲ့ဟာမျိုးတွေရှိတယ်เนาะပြီးသွားပြီဆိုရင်ကျွန်တော် camera angle user เนาะ camera angle user ရှိရပေါ့เนาะဒါကျွန်တော်ပြီးရင်လည်းတစ်ချက်ဆန်းပြပေးမယ်ပေါ့เนาะ Okay အဲ့ဆိုကျွန်တော်ဒီမှာဒီ video တစ်ခုဒါစာသားနေ video လုပ်တဲ့ဟာတစ်ခုကိုကျွန်တော်ရင်ဆန်းပြမယ်ပေါ့เนาะ Okay ကျွန်တော်ဒီမှာကျွန်တော်ကြိုလုပ်ထားတဲ့ဒီ prompt လေးကို copy ယူလိုက်မယ်ပေါ့နော် copy ယူပြီးတော့ဒီမှာလာပြီးတော့ paste လုပ်လိုက်မယ်အမှကျွန်တော်ကတော့ okay landscape ကိုရွေးလိုက်မယ် video quality ကိုနှစ်ခုသွားမယ်เนาะပြီးရင် create လုပ်လိုက်မယ်ပေါ့နော်အဓိကကျွန်တော်ပြချင်တာတော့ခုနဒီextend လုပ်တယ် remove လုပ်တယ် camera angle အချိုးအစားတွေဘယ်လိုမျိုးပြောင်းလဲသွားလဲပေါ့နော်ဒါမျိုးတွေကိုတစ်ချက်ပြချင်တာဖြစ်တယ်အဲ့တော့မြန်မာလိုအမှန်ပြီလားပြောတဲ့လူတွေအတွက်ကိုကျွန်တော်တစ်ချက်ပြမယ်ပေါ့နော်မြန်မာလိုကတော့မမှန်သေးဘူးဒါပေမဲ့မှန်အောင်လုပ်တဲ့နည်းရှိရပေါ့နော်ကျွန်တော်အရေးဒီဗီဒီယိုမှာလည်းပြောခဲ့တယ်အဲ့တော့ဆက်ဆံချင်းထုတ်လိုက်တယ်ဆိုရင်တော့ကျွန်တော်အတန်စကားပြောတာမမှန်ဘူးပေါ့နော်အဲ့ဟာကိုပဲဒီမှာဆိုရင်ကျွန်တော်တို့ extend button လေးရှိရဗျ extend ဆိုတာလေးကိုနှိပ်မယ်အဲ့တော့ extend ဆိုတာလေးကိုနှိပ်ပြီးတော့ခုနကဒီဗီဒီယိုထုတ်တဲ့ prompt ပေါ့နော်မြန်မာစကားပြောပါတဲ့ prompt ပေါ့နော်ကျွန်တော်အင်္ဂလိပ်လိုပဲရေးရဲဒါကိုမြန်မာလိုပြောပေးပါဆိုတဲ့ဟာမျိုးထည့်လိုက်တယ်အဲ့ဟာကိုပဲသုံးပြီးတော့ကျွန်တော်တို့ extend လုပ်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ခုနကထုတ်ထားတဲ့ကျွန်တော်ဒါ test ကနေ video ထုတ်ထား video လေးတော့ရလာပြီအဲ့တော့တစ်ချက်ကြည့်ကြည့်ရအောင်ပေါ့နော်
Okay ကျွန်တော်ဒီ video ရလာပြီအဲ့တော့ဒီနေရာမှာဆိုရင်ကျွန်တော်ကဘာထည့်ခြင်းလဲပေါ့နော်ဘာထည့်ခြင်းဆိုဒီနေရာမှာကျွန်တော်လေမြိုင်တစ်ခုပြန်သွားထည့်ခြင်းလဲဗျာသူထိုးတဲ့ video မှာလေမြိုင်ပြန်ထည့်ခြင်းလဲအဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာ insert button လေးကိုနှိပ်လိုက်မယ် insert button လေးကိုနှိပ်ပြီးတော့ကျွန်တော်okay ဒီနေရာလေးကိုကျွန်တော်ကဆက်လက်မှတ်လိုက်မယ်ဗျာဆက်လက်မှတ်လိုက်မယ် insert button ကိုနှိပ်ပြီးဆက်လက်မှတ်မယ်အဲ့နေရာမှာကျွန်တော်က prompt တစ်ခုရွေးလိုက်မယ်ပေါ့နော်please add ပေါ့နော်ဒီ fighter jet ပေါ့နော်ကျွန်တော် fighter jet at the sky ပေါ့နော်ရိုးရိုးရှင်းရှင်းပဲကျွန်တော်ရေးလိုက်မယ်ဗျာ fighter jet at the sky ဆိုပြီးတော့ကျွန်တော်ရေးလိုက်အဲ့ဒါကိုကျွန်တော်လုပ်လိုက်မယ်ပေါ့နော်ပုံမှန်ဆိုရင်ကျွန်တော်တို့က video ကနေဒီလိုမျိုး ingredient တွေထည့်လို့မရဘူးပေါ့နော်ပုံမှာပဲ ingredient ထည့်လို့ရတယ်အခုဆိုရင် video မှာပါ ingredient တွေထည့်လို့ရတယ် remove လုပ်ချင်တာတွေเนาะဖြတ်ချင်တဲ့ဟာတွေကျွန်တော်တို့ဖြတ်လို့ရတယ်ပေါ့နော်ကဲဒီတော့ video ကရလာပြီအဲ့တော့ချက်ကြည့်လိုက်ရအောင်အဲ့တော့ဒီမှာပြောင်းသွား UI ကတော့ဒီဘေးနားမှာဖြစ်သွားတယ်ပေါ့နော်ဘေးနားမှာဒီလိုမျိုးလေးဒါကျွန်တော် same data နဲ့ထုတ်တယ်ဆိုရင်ဒီလိုမျိုးလေးဖြစ်သွားတယ်ပြီးတော့ပိုကောင်းတာတစ်ခုနဲ့တစ်ခုချိတ်ဆက်တဲ့ဟာမှာတော်တော်လေးကို smooth ဖြစ်သွားတယ်ပေါ့နော် smooth ဖြစ်သွားတယ်ဒီမှာကတော့ကျွန်တော်ကဒီလင်းပဲထည့်လိုက်ပါလင်းကိုမောင်းမှာပြန်မှာဘာမှမရေးလိုက်တော့လင်းရောရက်နေတယ်ပေါ့နော်အဲ့ဒါကတော့ prompt မှာလိုအပ်ချက်ရှိသွားတယ်ပေါ့နော်အဲ့ဒါကြောင့် prompt ရေးမှန်ဖို့တော့ရေးကြည့်တယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော် remove ဆိုတာလေးကိုနှိပ်ပြီးတော့ဒီလင်းထဲမှာဒီပုံထဲမှာ video ထဲမှာကိုဖြတ်ချင်တဲ့အပိုင်းဒီစစ်သားတွေဖြုတ်မလားဒါမှမဟုတ်ကျွန်တော်ဒီလင်းကိုဝယ်ပြန်ဖြုတ်မလားနော်အဲ့ဒါမျိုးမှတ်ပြီးတော့ကိုက please remove the airplane ဆိုပြီးရေးလိုက်တယ်ဆိုရင်လည်းဒီဟာပြသွားတယ်ပေါ့နော်ဒီ camera ကတော့ကျွန်တော်တို့ဒါ orbit left ပေါ့နော်ဘယ်လိုမျိုးသွားမလဲကျွန်တော် orbit left ဒီဘေးနား white သွားမယ်ဆိုတဲ့ပုံစံမျိုးလေးကိုနှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်ပြီးတော့လုပ်ကြည့်မယ်ဒါဆိုရင်လည်းသူက camera ကိုဒါ angle shoot out မျိုးကနေပြသွားတယ်ဆိုတဲ့ပုံစံမျိုးကိုသူကလုပ်ပြမှာပေါ့နော်အဲ့တော့ခုနကကျွန်တော်ထုတ်ထားတဲ့ဒီဘက်ကဒီမြန်မာလိုမှန်ပေါ့နော်မြန်မာလိုမှန်ကျင်တယ်ဆိုရင်တော့ကျွန်တော်တို့ခုန prompt ကိုပဲ extend မှာဆက်ကြည့်မယ်ကဲမှန်လားချက်ကြည့်မယ်ပေါ့နော်အကြံရောင်းပွဲကုန်နေပြီဒီမှာကတော့မှန်သေးဘူးငါမှအိုးရည်ကုန်နေပြီအဲ့တော့မြင်တဲ့အတိုင်းပဲ flow မှာတော့မြန်မာစကားပြောတော့ 100% မှန်သေးဘူးအကြံရောင်းပွဲကုန်ပြီးတော့ပိုဆိုးတာကဒီ extend ထုတ်သွားပြီဆိုရင်ကျွန်တော်တို့က video ၄ခုမထုတ်တော့ဘဲတစ်ခုပဲထုတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီထုတ်တဲ့လူကခဏပြန်ပြီးတော့မြန်မာလိုမှန်ချင်းပြန်တော့ထုတ်နေရမယ်ပေါ့နော်အဲ့တော့အရင်ဆိုရင်တော့10ပုတ်ထုတ်ရင်4ပုတ်လောက်တော့မှန်တယ်ပေါ့နော်ခုကတော့မမှန်သေးပါဘူးဒီလိုမျိုးပေါ့နော်ဒီဒါကျွန်တော်ကတော့ ultra plan ဟိုမှာ credit တွေအများကြီးနဲ့ရှိထားတဲ့ဒီလိုမျိုး account တွေလိုချင်နေဆိုရင်တော့ကျွန်တော် Premium AI Store 2ဒါမှမဟုတ်ဒါကျွန်တော်ရဲ့ page မှာလာပြီးတော့စုံစမ်းမြင်လို့ရပါတယ်တခုရှိတာက account ကအချိန်မီပြတ်နိုင်ပါတယ်အဲ့တော့အာမခံတော့မရှိပါဘူးမြန်နဲ့ထုတ်ချင်တဲ့တကယ် video creator တွေဆိုတော့ဆိုရင်တော့တန်ပါတယ်ပေါ့နော်ဒါကတော့ခုနက camera လှည့်တဲ့ video လေးပေါ့နော်အရင်ရော quality ကတော့မကောင်းဘူးမြင်တဲ့အတိုင်းပဲဒါပေမဲ့ camera shoot out နေပါတယ်အမျိုးထောင်းကနေပြချင်တဲ့လူတွေတော့ဒီ feature လေးကလည်းဒါတော်တော်လေးကိုသုံးဝင်နေပေါ့နော်ဒီ camera angle လှည့်တယ်เนาะကျွန်တော် zoom လာဘယ်လိုလုပ်ချင်လဲเนาะorbit right လုပ်ချင်တာလား shoot out မျိုးပဲပြချင်တဲ့လူတွေတော့ဒီ feature လေးကိုကောင်းပါတယ်အဲ့တော့ကျေးဇူးပါဒီ video လေးနည်းနည်းရှည်သွားပြီဆိုတော့ဒီလောက်နဲ့ပဲချက်ပေးပါစေနောက်နေ့မှာလည်းတခြားသော video tips လေးနဲ့ပြောပြပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ